အားလုံးပဲမင်္ဂလာပါမန်ယူအသင်းကတော့အသက်19နှစ်အရွယ်ရှိတဲ့လူငယ်ဂိုးသမားတူဖြစ်တဲ့ Kit Ferguson ကိုခေါ်ယူနိုင်ခဲ့ပြီလို့အသင်းရဲ့တရားဝင် site မှာကြေညာလိုက်ပြီလည်းဖြစ်ပါတယ်ဒီတော့မန်ယူအသင်းကဒီဂိုးသမားဆိုတော့ဒါRed David ကဒီဂိုးသမားကိုဒါ Ferguson ကိုနော်ပြီးခဲ့တဲ့ match လာတွေကဒါကင်းထောက်ခဲ့တာဖြစ်ပြီးတော့ Swansea နဲ့ဒါ Manchester United အသင်းတို့အကြားပေါ့နော်အပြောင်းအရွှေ့သဘောတူညီဖို့နှီးစပ်နေပြီလို့အစောပိုင်းကတော့သတင်းတွေမှာဖော်ပြထားခဲ့ကြတယ်အခုကတော့ဒါKit Ferguson ကတော့ကျွန်တော်တို့ Manchester United အသင်းကိုဒါလူငယ်ကိုသမားအနေနဲ့ရောက်ရှိလာခဲ့ဖြစ်တယ် Manchester United ကတော့ထုတ်ပြန်ချက်မှာတော့ဒါ United မှာရှိတဲ့လူတိုင်းက Kit ကိုကြိုဆိုလိုပြီးဒါအနာဂတ်အတွက်အကောင်းဆုံးဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်လို့ဒါသူရဲ့ထုတ်ပြန်ချက်မှာလည်းဖော်ပြထားတယ်ဒါပြိုင်ဘက် Leeds United အသင်းကနေကျွန်တော်ဒါ Gastar လို့ကိုပြောင်းရွှေ့ J Free Agent နဲ့ဒါခေါ်ယူပြီးနောက်မှာ Manchester United အသင်းရဲ့ဒီနွေရာသီအပြောင်းရွှေ့ရဲ့ဒုတိယမြောက်ကိုသမားခေါ်ယူမှုလို့ပြောရမှာလည်းဖြစ်ပါတယ်ဒီတော့လာမယ့်ရာသီမှာ Magadan အနေနဲ့ကတော့အသင်းကြီးနဲ့ပူးပေါင်းတော့မှာမဟုတ်ဘဲနဲ့ဒါပထမအသင်းကြီးစီကိုတက်နိုင်ဖို့အတွက် United ရဲ့ Academy အသင်းမှာပဲအချိန်အများစုကိုကုံဆုံးရဝယ်ရှိနေတယ်လို့လည်းတချို့တော့သတင်းတွေကသိရတယ်ဒီတော့ညီကိုတို့မြင်ရအောင်လူငယ်ကိုသမားလေးခေါ်ယူလိုက်တဲ့အနေနဲ့အားရမှုရှိတာကျွန်တော်ကတော့လက်ရှိကိုသမားမှာဆိုကျွန်တော်တို့ပြောရတော့ပဲ Lansman တယောက်ပဲရှိသေးတယ်ဆိုတော့နောက်ထပ်အများကြီးsecond ပိုကောင်းတဲ့ကိုသမားခေါ်ယူတင်တယ်လို့တင်တယ်ဒါလို့မကောင်းလို့ပြောရဆိုတော့တက်ပေါ့ဒီတက်ပို့ပြီးတော့တိကျတဲ့ပိုကောင်းတဲ့quality ရှိတဲ့ကိုသမားတုပ်လောက်တော့ရရင်တော့ပိုကောင်းမယ်လို့တော့ကျွန်တော်ထင်မိတယ်ပေါ့နော်နောက်ထပ်အကြောင်းကတော့ဒါပါလဲဆိုတော့ကျွန်တော်တို့နောက်ထပ်အပြောင်းရွှေ့သတင်းတစ်ပုဒ်ပါပဲဒါကတော့ကျွန်တော်တို့ Everton အသင်းရဲ့ကစားသမားဖြစ်တဲ့ Andy Ray ကို Man U အသင်းကခေါ်ချင်နေတဲ့အကြောင်းလေးဖြစ်တယ်ဒါကဘာလဲဆိုတော့တိတဲ့အတိုင်းပဲကွင်းတဲ့အကြောင်းကတော့ plan ကိုပွားနေတယ် Man U ခေါ်မဲ့ကွင်းလေတွေကတယောက်ပြီးတယောက်ဖြစ်နေတယ်ဘယ်သူကတော့ဘယ်ချိန်မှာရောက်လာမှတော့မသိဘူးဒီတော့ဒီ United ပြတ်မှတ်ထားနေတဲ့ဒီတောင်မဲ့ကစားသမားတူကို Saudi League ဒါ Pro Club ဖြစ်တယ်ဒါအေလာအသင်းရှိရောက်ရှိသွားဝယ်ရှိနေတယ်လို့ဒီအကြောင်းလေးဖြစ်တယ် Man U ကချိန်လိုက်ခြားတင်ရောက်လိုက်ဆိုတော့အကြောင်းအလိုမျိုးဖြစ်နေမလားပေါ့နော်ကျွန်တော်တို့ဒါဒီမှာဆိုတော့ကျွန်တော်တို့ဆာမာဘီကဝက်ဆန်ကနေပြောင်းရွှေ့ထားပြီးဖြစ်တယ်လို့ဒီအသင်းကို United စိတ်ဝင်စားနေတဲ့ဒီ Everton တိုက်စစ်မှုဖြစ်တဲ့ဒါ Iliman Andrea Ray ကတော့အခုဒီအသင်းရဲ့ကျွန်တော်တို့ဒါအေလာအသင်းရဲ့ပြစ်မှတ်ထားခြင်းခံနေရတဲ့ဒီအသင်းကိုရောက်မယ်လို့လည်းသတင်းတွေထွက်ပေါ်နေတယ်ဒီသတင်းတွေဖော်ပြချက်မှာဆိုတော့အေလာအသင်းကဒီသတင်းအပတ်အတွင်းမှာပဲ Everton အသင်းရောကျွန်တော်ဒါ Andrea Ray နဲ့ပါထပ်မံဆွေးနွေးမှုတွေပြုလုပ်သွားမှာဖြစ်တယ်လို့သိရတယ်Andrea Ray အနေနဲ့ကလည်းအရှိလေတိုင်းစီပြောင်းရွှေ့မဲ့အခွင့်အရေးကိုလည်းဒါညှင်းပယ်ထားခြင်းမရှိဘူးဒီတော့ပြောင်းရွှေ့ရင်လည်းပြောင်းရွှေ့သွားနိုင်တဲ့အနေအထားတွေရှိတယ်။ဘာတွေဆက်ဖြစ်သွားမလဲကတော့ဆက်ပြီးစောင့်ကြည့်မှာဖြစ်တယ်ပြီးတော့ဒါဒီ Alex Scott အတွက်ကန်လန့်မှုကိုမန်ယူအသင်းကစဉ်းစားနေသေးဆိုတဲ့အကြောင်းပေါ့နော်ဒါဘုံမောင်းရဲ့သဘောထားကယက်တီချက်ကရှင်းရှင်းလင်းလင်းပဲသူတို့ဒီကစားသမားကိုမရောဘူးစားချက်တဲ့တိုးကျင်နေဆိုတဲ့အကြောင်းအရာတွေရှိတယ်ဒီတော့ဒါပေမဲ့လည်းဒီလိုဘုံမောင်းရဲ့ယက်တီချက်ရှင်းလင်းနေပေမဲ့လည်းအသင်းတွေကခေါ်ယူခြင်းနေကြတယ်ဒီမှာဆိုတော့Chelsea ကပထမတစ်ချိန်ကန်လန့်မှုကိုညှင်းပယ်ခံရပြီးဒါအစောပိုင်းမှာရေပန်းစားဆုံးဖြစ်ခဲ့တယ်ဒီတော့အခုဒီမှာဆိုရင်လည်းဒါ Florian Blatterbeck အနေနဲ့ဖော်ပြချက်ရ Chelsea ရတဲ့ကန်လန့်ချက်အသစ်ပြုလုပ်ဖို့ဆက်ပြီးတော့စီစဉ်နေတယ်လို့လည်းသိရတယ်ဒီသတင်းတော့ဖော်ပြချက်ဆိုတော့ဒါဆိုရင်တော့အခြားကလပ်တွေများတာကလည်းဒါ Scott ရဲ့ခေါ်ယူခြင်းမြင်မာနေပေမဲ့လည်း Manchester United အပါအဝင်စိတ်ဝင်စားနေကြတယ်လို့သိရတယ်ဒီကစားသမားတွေတော့Arsenal အတွက်ကလည်းဒါBruno Guimaraes ရဲ့အစားထိုးပြတ်မှတ်ဖြစ် Scott ကိုစဉ်းစားနေတယ်လို့သိရတယ်ဒီတော့အပြောင်းရွှေ့ကာလတွေကတော့မပြီးသေးဘူးဗါတွေဒီနေရာတွေပြောင်းရွှေ့မှာဗါတွေဆက်ဖြစ်သွားမလဲကတော့ကျေပြည့်ကျွန်တော်တို့မျက်လုံးရှင်ထားပြီးသေချာစောင့်ကြည့်သွားမယ်လို့တော့ထင်တယ်ပေါ့နော်ဟုတ်ကဲ့ပါဒါကတော့ကျွန်တော်တို့ဒါမန်ယူနဲ့ပတ်သက်တဲ့ဒီမှာဆိုတော့ချူဝမ်မန်ဒီရဲ့အကြောင်းလေးလည်းနည်းနည်းပြပြလိုက်ချင်တယ်ဒါပါလဲဆိုတော့ချူဝမ်မန်ဒီကဒါအနာဂတ်နဲ့ပတ်သက်လို့ပေါ့နော်ပြောရမယ်ဆိုတော့ဟိုရိုဒရီကိုဒီနေရာဒီမှာရနိုင်မယ်လို့ရီယယ်မက်ဒရစ်ကမမျှော်လင့်ထားဘူးဒါကြောင့်ရီယယ်မက်ဒရစ်အသင်းကချူဝမ်မန်ဒီကိုလောက်ခလာတာပုံမြင့်ပြီးတော့3နှစ်စာချုပ်ချုပ်ဆိုခဲ့တယ်လို့လည်းအချို့သတင်းတွေကပေါ်ပြနေကြတယ်ပြီးတော့ရိုဒီကိုခေါ်ယူဖို့တဲ့ရီယယ်ဘက်ကရွေးချယ်မှုတွေကိုစဉ်းစားနေပြီးတော့တကယ်လို့ရခဲ့မယ်ဆိုတော့ချူဝမ်မန်ဒီကိုရောင်းထုတ်ဖို့ဆုံးဖြတ်ခဲ့မယ်လို့လည်းသုံးသပ်လို့ရတယ်ဒါကိုကာလာစီစောင့်ကြည့်နေ United စီကိုတော့ပြောကစားသမားကတော့ပြောင်းရွှေ့ဖို့အတွက်လမ်းကတော့ဖွင့်ထားစေဖြစ်တယ်ကဲအဲ့တော့ဘာတွေဆက်ဖြစ်လာမလဲဆက်ပြီးပြောင်းရွှေ့မှာစောင့်ကြည့်သွားမှာလည်းဖြစ်တယ် United ရဲ့အခုကိုသမားခေါ်ယူမှုတယောက်ကတော့ရပါပြီဒါဒုတိယမြောက်ဒီနေရာရဲ့ဒုတိယမြောက်ကိုသမားခေါ်ယူမှုဖြစ်တယ်လို့လည်းပြောလို့ရတယ်အဲ့တော့နောက်ထပ်ကစားသမား3လောက်တိရစာချုပ်ပို့သွားပြီးအရှိမဆိုဒီတော့နောက်ထပ်ဘယ်ကစားသမားတွေစာချုပ်ချုပ်ဆိုနိုင်အောင်မလဲဆက်ပြီးတော့စောင့်ကြည့်သွားမှာလည်းဖြစ်တယ်ကျွန်တော်ကတော့တကယ် quality ကောင်းတဲ့ player တွေပို့ပြီးကိုချုပ်စေခြင်းနဲ့အသင်းအတွက်တကယ်ကိုရေးပါမဲ့ကစားသမားတွေရောက်လာရင်တော့ Man U အသင်းဒီထက်ပိုကောင်းတဲ့အလားအလာတစ်ခုဖြစ်လာမယ်လို့လည်းကျွန်တော်တို့ညွှန်လင်းလို့ရပါတယ်ညီကိုတို့ရဲ့အမြင်တွေရောဘယ်လိုရှိလဲသုံးသက်ဆွေးနွေးပေးကြလို့ရပါတယ်ယေရှုပေးခဲ့တဲ့တရားချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်